ငယ်ချင်းတို့အနေနဲ့နီလန်းမှမသိပဲနဲ့ rebit ထဲမှာတန်နေဆွဲနေရပြီလားအဲ့ဒါဆိုရင်ဒီဗီဒီယိုထဲမှာချိန်ကုန်တက်တာစေတဲ့နီလန်းတွေကိုပြောပြပါမယ် I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Everything I do so instinctive and so passionate. Every word I move so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over tracks, this and that, spitting slow, spitting fast. ဒီနီလန်းတွေကိုသိပြီးွားရင်တော့သင်ကတန်ဆွဲတဲ့နေရာမှာ professional တယောက်ဖြစ်လာနိုင်ပါတယ်ကျွန်တော်တို့တန်မဆွဲခင်မှာသိထားရမယ့်အရေးကြီးတဲ့ချက်တွေရှိပါတယ်ကျွန်တော်တို့အနေနဲ့ဒီ family ထဲမှာ can host river ကိုအမှန်ချစ်ထားရပါမယ်နောက်တစ်ဆင့်ကတော့ကျွန်တော်တို့တန်မဆွဲခင်မှာကျွန်တော်တို့ရဲ့ geometry မှာဒီ cover ကိုသတ်မှတ်ပါမယ်ဒီ cover ဆွဲမယ်ဆိုရင်ဒီ cover setting ထဲမှာကျွန်တော်တို့ဒီ project အရာလိုအပ်တဲ့ cover ကိုကျွန်တော်တို့ထည့်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့ geometry ကိုဆက်လက်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ cover အတိုင်းကိုထားလို့ရပါတယ်။ဒါဆိုရင်ကျွန်တော်တို့ခုတန်နေစဆွဲလိုက်ရအောင်။ sketch ကဒီ Revit ထဲမှာအခြေခံကြဆုံးနည်းလမ်းဖြစ်ပါတယ်။ကျွန်တော်တို့ကဒီ sketch ကို section နဲ့ 3D မှာ manually ဆွဲလို့ရပါတယ်။ဒီအခါကျရင်တန်အမပေါ်လို့ကျွန်တော် detail level ထဲမှာ fine ထားလိုက်မယ်။ကျွန်တော်တို့ 3D view မှာသွားကြည့်တဲ့အခါ rebar ကမပေါ်ဘူးအားကြောင့်ကျွန်တော်တို့ကတန် right click နှိပ်ပြီးတော့ toggle လုပ်ရင်ဒီ rebar ကပေါ်လာမယ်ပေါ့နော်ဒီ fine ထားလိုက်မယ်ဒီ rebar ကိုနောက်တစ်နည်းအနေနဲ့ဒီ property box တွေက graphic ထဲမှာကျွန်တော်တို့ပုံလို့ရပါတယ်ဒါတော့ကျွန်တော်တို့ traditional နည်းရဆွဲတဲ့တန်ပေါ့နော်ဒီ 3D မှာဆိုရင်တော့ကျွန်တော်တို့ကတန်သွားမဲ့ direction တိုင်းကိုကျွန်တော်တို့ဒီ plane ရေးဖို့လိုတယ်ပေါ့နော်ပြင်ထုံးစံတိုင်းကျွန်တော်ကဒီ spacing ပေးလိုက်မယ်ပေါ့နော်ဒီ constraint ဆိုတာ rebar နဲ့ geometry ကိုပြင်လှုပ်လိုက်တာကိုပြောတာပါကျွန်တော်တို့က constraint က2မျိုးရှိပါတယ်ပထမတစ်ခုက cover နဲ့လှုပ်ထားတဲ့ cover constraint ပါဒုတိယတစ်မျိုးကကြတော့ဒီ face နဲ့ချိတ်တဲ့ face constraint ဖြစ်ပါတယ်ဒီလိုရှင်းလေးပဲ cover ကတော့ဒီ cover နဲ့ချုပ်တဲ့ constraint ဖြစ်ပြီးတော့ face ကကြတော့ face နဲ့ချုပ်တဲ့ constraint ဖြစ်ပါတယ်ကျွန်တော်တို့လိုချင်တဲ့နေရာအတိုင်းကစားလို့ရပါတယ် cover constraint ကြတော့ကျွန်တော်တို့ပုံမှန်ဒီ project တွေမှာသုံးပြီးတော့ face constraint ကကြတော့ဒီချုပ်ထွေးရဲ့ project တွေမှာသုံးပါတယ်ဥပမာကျွန်တော်တို့က constraint ချိန်ပြီးတော့ဒီ geometry ကို lens ကိုကစားတဲ့အခါမှာဒီကျွန်တော်တို့ရဲ့တန်ကလိုက်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီ constraint သုံးခြင်းကကျွန်တော်တို့ရဲ့ workflow ကိုပို့ပြီးတော့ smart ဖြစ်စေပါတယ်နောက်တစ်နည်းက free form rebar ဖြစ်ပါတယ်ဒီ align ကကြတော့တသမတ်ထဲသွားတဲ့ geometry တွေမှာတန်ဆွဲတဲ့အခါမှာသုံးပြီးတော့ဒီ surface ကကြတော့တသမတ်ထဲမှုတ်တဲ့ geometry တွေအတွက်တန်ဆွဲတဲ့အခါမှာသုံးပါတယ်ကျွန်တော်တို့ကပထမဆုံးအနေနဲ့ဒီ align အတွက်တန်ဆွဲမယ်ပေါ့နော်တန်ဆွဲတဲ့အခါမှာဒီ free form rebar တွေက 3D ရပဲဆွဲလို့ရပါတယ်ကျွန်တော်ကဒီပထမဆုံးအနေနဲ့ align ကိုယူမယ်ဒီအောက်ခြေမှာသူကမလုပ်ရမယ်ဆိုတာကိုပြောပြထားပါတယ်ဒီမှာဆိုရင်ကျွန်တော်ရဲ့တန်ကို U shape ပုံစံလိုချင်တဲ့အတွက်U shape ပုံစံ surface တွေကိုကျွန်တော်ကဆက်လက်လိုက်ပါတယ်ကျွန်တော်ရဲ့တန်က U shape ပုံစံတိုင်းပေါ်မှာပါအားကြောင့်ကျွန်တော်တို့ကဒီတန်သွားမဲ့လမ်းကြောင်းကိုရွေးချယ်ပါတယ်ကျွန်တော်ကအကွေးတိုင်းပဲသွားခြင်းလို့ဒီ
အကွေးကိုရွေးလိုက်မယ်ပေါ့နော်ပြီးသွားရင်လိုအပ်တဲ့ spacing တွေဒီလိုအပ်တဲ့ diameter တွေရွေးချယ်ပြီးတော့ကျွန်တော်ကဒီ finish နှိပ်လိုက်ပါတယ်အကြရင်ကျွန်တော်ရွေးချယ်တဲ့လမ်းကြောင်းအတိုင်းအကွေးတိုင်းသွားပါတယ်နောက်တစ်နည်းကြတော့ဒီ align tool ကိုပေါ့နော်ဒီ straight လမ်းကြောင်းအတိုင်းသွားမယ်ပေါ့နော်ကျွန်တော်က U shape ပုံစံကိုပဲဒီ drainage channel မှာဆွဲတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ရဲ့တန်ဒီအဖြောင်တိုင်းသွားပါတယ်ကျွန်တော်တို့ရဲ့တန်တွေကိုဒီ free form weaver မှာလည်းဒီ constraint ချုပ်ပြီးတော့ကစားလို့ရပါတယ်ဒီ align tool မှာလည်းကျွန်တော်တို့က geometry ချိန်တဲ့အခါမှာတန်က geometry ချိန်တဲ့အတိုင်းလိုက်ပါတယ်ကျွန်တော်တို့ကဒီ align tool ကိုတန် shape ကို very မဟုတ်တဲ့နေရာတွေမှာဆိုရင်သုံးပါတယ်နောက်တစ်နည်းကြတော့ဒီ surface နဲ့ဆွဲတဲ့ free form weaver ဖြစ်ပါတယ်ကျွန်တော်တို့ကဒီ surface နဲ့ဆွဲဖို့ဆိုရင်အရင်ဆုံးကိုဆွဲခြင်းတဲ့မျက်နှာပြင်ကိုအရင် select ရတယ်ပေါ့နော်ပြီးပါရင်ကျွန်တော်တို့တန်သွားမဲ့ direction တိုင်းကိုကျွန်တော်က step surface နဲ့ end surface ကို select ရပါတယ်ပြီးပါရင်ကျွန်တော်တို့လိုချင်တဲ့ဒီ diameter ကိုရွေးချယ်ရတယ်ပြီးရင် finish နှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့တန်ကကျွန်တော်တို့ရွေးချယ်တဲ့ direction တိုင်းပေါ်လာပါတယ်ကျွန်တော်နောက်တစ်ခုဆွဲမယ်ခုကကြတော့ကျွန်တော်ကတခြား step surface နဲ့ end surface ကိုရွေးမယ်ပေါ့နော်ခုဆွဲလိုက်တဲ့တန်ကကျွန်တော်တို့ရဲ့ step surface နဲ့ end surface သွားတဲ့ direction အတိုင်းကိုလိုက်ပေါ်တယ်ပေါ့နော်ကျွန်တော်ဒီ surface နဲ့ဆွဲထားတဲ့ rebar တွေကကျွန်တော်ရဲ့ဒီ geometry length ကိုအမျိုးမျိုးပြောင်းရင်ဒီကောင်တွေက geometry နဲ့ adjust လုပ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီ surface နဲ့ဆွဲတဲ့နည်းလမ်းအောင်ပေါ့နော်ဒီ complex structure တွေအတွက်ဆွဲတဲ့ project တွေမှာသုံးပါတယ်နောက်တစ်ဆင့်ကကျွန်တော်တို့တန်ဦးဘေးရဖြစ်အောင်ဘယ်လိုဆွဲမလဲပေါ့နော်ကျွန်တော်ကဒီထုံးစံတိုင်း sketch နဲ့ပဲတန်ဦး model အရင်လုပ်လိုက်မယ်ဒီရင်တန်ကိုကျွန်တော်ကဒီလိုအပ်တဲ့ spacing ပေးလိုက်မယ်ဒီ spacing ကို200လောက်ပေးလိုက်မယ်ပေါ့နော်တန်ကိုကျွန်တော်တို့ geometry အစုံထိဆွဲလိုက်မယ်တန်ကဒီ geometry နဲ့ align ဖြစ်မနေဘူးအဲဒါကြောင့်ကျွန်တော်ကဒီ vary ကိုသုံးလိုက်တယ်ပြီးသွားရင်ကျွန်တော်ကဘာလိုက်လုပ်မလဲဆိုတော့ constraint သုံးပြီးတော့ပေါ့နော်ဒီတန်ရဲ့မျက်နှာပြင်နဲ့ကိုစောင်းကျင်တဲ့ geometry မျက်နှာပြင်နဲ့ constraint လိုက်ချုပ်ပါတယ်ဒီမှာတော့ကျွန်တော်ကတန်အများစုကိုဒီ face နဲ့မဟုတ်ဘဲနဲ့ဒီ cover constraint နဲ့လိုက်ချုပ်တယ်ပေါ့နော်ခု constraint နဲ့လိုက်ချုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့တန်ကဒီ geometry နဲ့အတူတူလိုက်ဆောင်ရပါပြီကျွန်တော်တို့ကအခုသုံးတဲ့နည်းလမ်းဒီ sketch ကိုသုံးပြီးတော့ manually ဆွဲရတဲ့အတွက်ကြောင့်အချိန်ပိုကြာပါတယ်ဒီ bearing rebar တွေအတွက်နောက်တစ်နည်းကြတော့ free form rebar နဲ့ဆွဲရပါပေါ့နော်ဒီမှာကျွန်တော်ကဒီ surface ကိုယူပြီးတော့ထုံးစံတိုင်းဒီ free form rebar နဲ့ဆွဲလိုက်မယ် step နဲ့ end ကိုရွေးလိုက်မယ်ဒီနည်းလမ်းကျွန်တော်တို့ traditional နည်းလမ်း sketch တက်ကိုပုံမြန်ပါတယ်ဒါကြောင့်အပြင် project တွေမှာကျွန်တော်တို့ကဒီ free form rebar နဲ့ constraint ကိုသုံးပြီးတော့တန်တွေကိုမြန်မြန်နဲ့လွယ်လွယ်ကူကူဆွဲကြပါတယ်ဒီနောက်ဆုံးအနေနဲ့အသုံးများတဲ့နည်းလမ်းကြတော့ဒီ propagate နည်းလမ်းပေါ့နော်ဒီ propagate ကကြတော့2မျိုးရှိတယ်တစ်မျိုးကကြတော့ကိုကူးကျင်တဲ့တန်ကိုနောက်ထပ် element မှာကူးဖို့ဆိုရင်ဒီ propagate rebar ကိုနှိပ်ပြီးတော့ alignment host ကိုနှိပ်လိုက်မယ်ဆိုရင်ကိုတန်တွေကဒီတခြား element ကို copy ဖြစ်သွားမယ်ပေါ့နော်ဒီကောင်ကဒီ length တွေ diameter တွေအဲ့လိုမျိုးတူတဲ့ element တွေဆိုရင်သုံးလို့ရရပေါ့နော်များသောအားဖြင့်ဒီ propagate by host ကိုပေါ့နော်ကျွန်တော်တို့ project တွေမှာဆိုရင် bin တွေ column တွေ slab တွေ
အဲ့လိုမျိုးတူတဲ့ element တွေကို copy ကူးတဲ့အခါမှာသုံးပါတယ်ဒီနောက်တစ်နည်းကကြတော့ဒီ propagate by face ပေါ့နော် by face ကကြတော့ဒီတန်ကိုကူးချင်တဲ့မျက်နှာပြင်အတိုင်းကိုမှကူးလို့ရတယ်ပေါ့နော်။ကျွန်တော်ကဒီတန်ကိုဒီညာဘက်ချမ်းမှာကူးချင်လဲကူးလို့ရတယ်။တခြား element မှာကူးချင်လဲသူ့ရဲ့ဒီ face အတိုင်းကိုမှဒီ propagate by face နဲ့ကူးလို့ရတယ်ပေါ့နော်။ဒီမှာဆိုရင်ကျွန်တော်ကသူ့ရဲ့တန်က U shape ကိုမှ horizontal အတိုင်းပေါ်နေပေမဲ့ကျွန်တော်ကဒီတခြားဒီ wall တွေပေါ်မှာပေါ်ချင်လဲရတယ်။ဒီလိုမျိုးဒီလွယ်လွယ်ကူကူနဲ့ကူးလို့ရတယ်ပေါ့နော်အသစ်ဆွဲစရာမလိုပဲနဲ့ဒီ wall တွေပေါ်ကတန်ကိုမှကျွန်တော်ကဒီ wall slope တွေပေါ်မှာလည်းဒီလိုမျိုးလွယ်လွယ်ကူကူကူးလို့ရတဲ့အတွက်ဒီ propagate by face ကကျွန်တော်တို့စီမှာဆိုရင်တော်တော်အသုံးဝင်တဲ့ tool လို့ပြောရမယ်ပေါ့နော်နောက်ဆုံးနေ့ချုပ်အနေနဲ့ကျွန်တော်တို့ဒီ sketch ကကြတော့ရိုးရှင်းတဲ့ geometry တွေမှာသုံးတယ် freeform ကကြတော့ကျွန်တော်တို့ curve တွေဒါမှမဟုတ် complex structure တွေမှာအဲ့လိုမျိုးနေရာတွေမှာသုံးတယ် variant ကြတော့ကျွန်တော်တို့ရဲ့ wall တွေ slat တွေကဒီ length တွေမတူတဲ့အခါမှာသုံးတယ် propagate ကကြတော့ copy ကူးချင်တဲ့နေရာမှာသုံးတယ် constraint ကကြတော့ element နဲ့တန်တဲ့ကို link လုပ်ချင်တဲ့အခါမှာသုံးပါတယ်ဒီကျွန်တော်တို့တကယ် project တွေမှာဆိုရင်တန်တွေကို freeform နဲ့ propagate ကိုသုံးပြီးတော့မြန်မြန်ဆန်ဆန်နဲ့ဆွဲကြပါတယ်ဒီဗီဒီယိုကအထောက်အကူပြုတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့နောက်လာမယ့်အပြင်နဲ့ repeat tutorial တွေကိုကြည့်ရှုနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်